င်္ဂလာပါမင်းတို့ဆိုင်ရဲ့ရောင်းအကောင်းဆုံးပစ္စည်းလေးတွေကိုမင်းနဲ့တူတူလိုက်ကြည့်ရအောင်နော်ဒီဟာလေးရဆိုလို့ရှိရင် Marvel Collection တွေကမှအရန်ရောင်းရတဲ့ Iron Spider ရုပ်လေးပေါ့နော်ဒီရုပ်လေးရဆိုလို့ရှိရင်ကောသားကောင်းသားနဲ့ပြုလုပ်ထားပြီးတော့သူကခောက်ရသိမ်းရလဲလွယ်ကူတယ်ပေါ့နော်အဲ့ဒီကောင်းလေးထဲမှာဆိုလို့ရှိရင်လည်းအဲ့ဒီခောက်ပြီးသားရုပ်ကလေးကိုဒီနေရာလေးမှာအလှဆင်ထားလို့လည်းရတယ်ပေါ့နော်ကဲဒီတစ်ခါမမေကအရန်မိုက်တဲ့ပစ္စည်းလေးကိုလိုက်ပြပေးမယ်နော်ဒီပစ္စည်းလေးကချစ်စရာရုပ်ပုံလေးနဲ့တချင်းတန်လေးပါတဲ့အတွက်ကြောင့်မလို့ကလေးလေးရမ်းကြိုက်ပြီးတော့မင်းများရဲ့ပစ္စည်းလေးပေါ့နော်မောက်စ်လေးကိုအသုံးပြုပြီးတော့လဲသူကတချင်းလေးဖွင့်လို့ရရပေါ့နော်ပြီးတော့ဒီခလုတ်လေးကိုရွှေ့ထားလိုက်တယ်ဆိုလို့ရှိရင်ရုပ်ပုံလေးနဲ့တချင်းလေးတွေကအော်တိုသွားနေဖြစ်တဲ့ကြောင့်မလို့ကလေးလေးရမ်းကြိုက်ကြတဲ့ကွန်ပျူတာအသေးစားလေးပေါ့နော်ကဲဒါပြီးရင်နောက်တစ်ခုသွားကြည့်ကြမယ်နော်ဒီကင်မရာလေးရဆိုလို့ရှိရင်တကယ်ကင်မရာလေးလိုပဲမီးလေးလည်းပါတယ်ပြီးတော့ 3D လိုမျိုးရုပ်ပုံလေးလည်းအများကြီးကြည့်လို့ရတယ်နော်ကဲဒါပြီးရင်နောက်တစ်ခုသွားကြည့်ကြမယ်နော်ဒီဂိမ်းလေးရဆိုရင်လူ3ယောက်ဆော့လို့ရပြီကလေးရောလူကြီးပါမကြမ်းရဲကြိုက်ကြတဲ့ဂိမ်းလေးပေါ့နော်ဒီဂိမ်းလေးရဆိုရင်ကစားတာလည်းလွယ်ကူတယ်ဆော့တဲ့နေရာမှာလည်းရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်အဲကြောင့်မို့လူရမ်းကြိုက်များတာပေါ့ကဲဒါပြီးရင်နောက်တစ်ခုသွားကြည့်ကြမယ်နော်မွေးဘူးလွယ်ပါတယ်လာဘူးဘူးဆက်လိုက်လေးလည်းရှိတယ်လို့မကွင်းစီးလေးလည်းရှိရပေါ့နော်ပရိုမီတဲရဆိုလို့ရှိရင်ဒီလိုရေဘူးလေးနဲ့ဒီလိုလွဲရည်လေးပါအဆက်လိုက်လေးရှိရပေါ့နော်ကဲအခုဆိုလို့ရှိရင်ကျောင်းဖွင့်ရသေးလေရောက်တော့မှဖြစ်တဲ့ကြောင့်မို့လို့တီချယ်ရောမေရောပါအမေးများတယ်မူကြိုရွယ်လေးအတွက်မိခိုး300တောင်ပါတယ်တင်ချာပြီးအင်္ဂလိပ်တိတ်ပန်ဆိုပြီးဒီစာအုပ်3မျိုးဆိုလို့ရှိရင်လည်းမင်းတို့ဆိုင်မှာရောင်းအကောင်းဆုံးပေါ့နော်အင်္ဂလိပ်တီယိုထဲမှာဆိုလို့ရှိရင်လည်းဒီချယ်ရောမိဘတွေပါတင်လို့လည်းပြီးကလေးလေးအတွက်နားလေရလွယ်တဲ့ဒီ everybody as စာအုပ်လေးဆိုလို့ရှိရင်ဆက်တာကနေပြီးတော့ grade 60 မင်းတို့စီမှာရှိရပေါ့နော်ဒီစာအုပ်လေးဆိုလို့ရှိရင်လည်းမင်းတို့စီမှာအရန်ရောင်းရတဲ့စာအုပ်လေးပေါ့နော်အော်ဒါနဲ့ဟိုတစ်ပတ်တုန်းကရောင်းချဲစာအုပ်လေးရမ်းရောင်းလိုက်ရသေးရမလားအဲ့စာအုပ်လေးပြပေးပါဦးဟောဒါလေးလား